发话嘛表呢呀？ စလားဒီနေ့ဦးရရှင်လှုပ်သွားမှာကတော့ရုပ်လဲအရန်ချောစော်လဲရှိကျွန်တော်တို့ရဲ့စီနီယာကြီးလည်းဖြစ်တဲ့ကျွန်တော်ပါပဲဆိုတဲ့အကူပညာကိုဒီနေ့ဦးရရှင်လှုပ်မှာဖြစ်ပါတယ်ဘယ်ဗီဒီယိုလဲဆိုတော့လွန်ခဲ့တဲ့2ရက်လောက်ကဖြစ်မယ်တင်ထားတဲ့ဗီဒီယိုပေါ့နော်ကျွန်တော်တင်ကျေးတော့ IP ကိုတွေ့ရဒါပေမဲ့ကျွန်တော်ဝီရလို့ဒီဘက်မှာလည်းအချိန်မအားနဲ့ပေါ့နော်မလို့ဖြစ်တာဒါခုမှအကိုကြီးပညာကိုစကျင်တာရယ်သူများတွေဝီရရှင်လှုပ်နေတဲ့အကူပညာကိုပြန်ပြီးတော့ဝီရရှင်လှုပ်ချင်တာရယ်ဒီနေ့အကူပညာကိုဝီရရှင်လှုပ်မှာဖြစ်ပါတယ်စကားတွေအများကြီးပြောတော့ let's go ဟောတခုကြိုပြီးတော့ပြောမယ်နော်ဒီဗီဒီယိုမှာလေစော်မရှိတဲ့သူတွေမိန်းမမရှိတဲ့သူတွေဒီဗီဒီယိုတွေရဲ့တိုင်လိုက်ပြီးတော့မလုပ်နဲ့နော်အမေကပြဿနာတက်မယ်အေးကြိုပြောရနော်ယောက်ျားရေရှင်တော်တော်ဟုတ်နေပါလားဟဲ့မျက်နှာကိုကြည့်ဟုတ်တယ်ဘာစိမ်းမှန်းလည်းမသိဘူးငါလည်းဖဲဝိုင်းမှာတွေ့လို့အကြိုက်ကဲပြောက်သေးထင်ပြီးတော့တောက်လာတာ အော်ရဒါအင်ထိုနိုင်ပါချိုနိုင်ပါကိုနဆာအားလည်းပါမယ်လေစားရအောင်မင်းဆိုနေအကိုပဲညာရုပ်ခံနဲ့လှုပ်စားနေရမို့လေဘင်းရဆွဲကြိုးကြီးနဲ့လှုပ်စားနေရအောင်ပြောင်းလက်နေရပဲ မင်းတို့ကြီးပါလားမသိ ငါ ပါ ရှိတယ်နော်ငါရှိတယ်ဟာငါကဲရှုံးတယ်ငါသေးဆုံးမင်းတော်ခိုင်းလို့တော်တာ ရိုက်ချက်တွေမိုက်ရယ်နော်ဒါနေဘက်ကြီးပါလိမ့်မယ်တော်ပြီးရိုက်ထားရှင်ဒါအကိုညာမိုက်တယ်ကက်ချိုးတာတွေရော ကဲစားပြီနော်ကိုနဆာပြီကဲဆွဲတာကွာဆွဲတာကိုတို့မကိုရမှာဆွဲတာကဲဆွဲလိုက်တော့ရှေ့ကဲငါရှိတယ်ငါမပဲကိုမရကြည့်ဟာပြီ ကောင်းနေမြင်သွားပြီဗာမြင်သွားလေ ကိုနဆာဗျာဒါရှုံးနေပါကွာအားရှိကဲ အဲ့ငါတို့အိုက်ဆေးလုံးကလေအဝမလားဗာမီတွန်ဆေးလုံးမလားဝက်တွေအားမရှိတော့ရင်အမျိုးအားစီးမလားအာတိုစီးတွေမလားအဲ့ တိုင်းမလုံးနဲ့ဒီတော့မဖြစ်ဘူးတိုင်း ယော ဟာ ဘာစီးတယ်ရဟုတ်ခဏနေရောအိုက်စီးလုံးကဘယ်လိုဖြစ်လို့အိုက်ဖဲဝိုင်းလေးကိုရောက်နေရတာလဲဟမ် ဒီစူပါမန်ဖြစ်သွားပြီ ဝါရီတုံတုံလိုက်တော့တိုင်း ကျင်းဒီငရင်လှုပ်တော့မယ်ဗာလဲတန်ဦးကြီးကြာကိုရတော့ဘာလို့ညာတော့အာရောအဲ့ဒီအဲ့လောက်ကြာဟိုလားနာရီနဲ့ချီပြီးတော့ဟာလားတောက်ဦးရသူရှင်ကောဟဲမှာတစ်ချက်လောက်မှန်ပေးပါအဲ့ငါကြတော့မတောက်ဘူးကွာတည့်ရမှာလူပြိုလေးရေတောင်မရောဘူးဆိုတော့အဲ့လိုဟာကြီးတိတ်ပြီးတော့နားမလဲမတောက်ဘူးပေါ့ကွာ လူလေ မပြီးပါရဲ့ကျင်းနဲ့သွားတဲ့အပြုံကြီးအဲ့အပြုံကအကူမညာဦးမြန်ကျန်းချက်ဟမ် ဆွဲတာရေးစာတုံးကြပါပြီကွာ ဟဲ့ပြန်လာပြီလားအောင်နိုင်ပြီ ကိုညာရေရဲ့တန်ယူအစားနော်တလားတို့တန်ယူ အာဒါပဲပေါ့ကွာကဲ ကဲလိုက်မလို့နဲ့ တို့ကိုတို့ကွာ အေးကောင်းလေး အာတို့ပဲကွာကိုတို့ဟာဟုတ်အဲ့ဒီစီကတစ်ခါသုံးမဟုတ်မလားတစ်ခါတောက်ပြီးသွားရင်တစ်ခါပဲပြီးရမဟုတ်မလားအဲ့လိုတစ်ခါတောက်ပြီးုံနဲ့24နာရီအဲ့လိုဇက်တိုက်ကြီးဖြစ်လို့လားစွမ်းလို့လား တိုင်းမဆရာကြီးတိုင်းမိမစီမြပြေကဲမင်းဒီနေ့စကြယ်ဒိုယောအိမ်တော့ပြိုတော့မှာပဲကွာယောအာယောဖန်အိုးရောရောက်ခွဲကုန်ပြီ
ယောက်ျားရဲ့ရှင်တော်တော်ဟုတ်နေပါလား ဟဲ့မျက်နှာကိုကြည့်ဟုတ်တယ်ဘာစိမ်းမှန်းလည်းမသိဘူးငါလည်းဖဲဝိုင်းမှာတွေ့လို့အကြိုက်ကဲပြောက်သေးထင်ပြီးတော့တောက်လာတာ အဲ့အစားပိုင်းကကျွန်တော်ပြခိုင်းတွေ့ရဘာမီတွန်ဆေးလုံးမှတ်တာအားရောတလုံးနဲ့ထောက်တာလေကိုအဲ့လောက်ဆွမ်းတာလားအိုက်စီးရဟိုမှာလည်းသူမိမလည်းကြည့်ပါဦးတနာပါတယ်မျက်လေးပဲကျန်တော့တယ် ဟာဆရာကြီး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  ဆရာကြီးဆရာကြီးဆရာကြီး ဆရာကြီးဆရာကြီးဆရာကြီး စိတ်ကျဉ်နှံ့မှုနဲ့ဆက်ဆက်မှုကြာခြင်းကိုတိုးမြှင့်လိုက်ပါဂါဗတာ ဟောကာဗတာလားအော်ပြီးွားပြီလားခဏနေပါအော်ရှေ့မှာကြိုပြီးတော့ပြောထားရတော့မင်းတို့ကောင်နေအေးမိမမရှိရကောင်နေဒီဆေးလုံးကိုမတောင်းနဲ့အေးမင်းတို့ကောင်နေပြီးတောက်ပြီးတော့မှပြဿနာတွေဘာညာတက်လို့ရှင်မင်းတို့ကောင်နေအေးဟိုလူကဲပါဒီလူကဲပါနဲ့မဖက်ရမြေလူနေရအတိုင်းဖြစ်နေလိမ့်မယ်